နေကတော့စပိန်အရှိန်ကြာမစီးတာကြာတာရယ်စပိန်စီးတယ်ကျမ်းမာရေးပြီးတော့စပိန်စီးတဲ့အနေနဲ့လွတ်လွတ်လပ်လပ်သွားတာမျိုးမသွားဖြစ်တာကြာလို့အချိန်လေးတရက်ယူပြီးတော့ဟိုဒီစီးကြတော့ကျွန်တော်တို့3ယောက်ပေါ့စားထွက်တယ်ဆိုရင်ပဲပထမဆုံးစပိန်တကြီးကရှေ့ဘိန်းပေါက်တာလည်းလို့ဖားတယ်သွားရင်တော့လက်ဖိတ်ဆိုင်လေးမှာထိုင်မနက်ခင်း breakfast လေးပေါ့အေးစီစီစကားလေးပြောအဲ့ဒီမှာလက်ဖိတ်လေးတောက်3ယောက်ထဲပါပဲဒါလည်းမနက်ခင်းတစ်မျိုးလေးခံစားပါအဲ့ဒီကမိုးရွာတယ်မိုးကတော်တော်ကြီးကိုရွာတာတဲကြီးမဲကြီးရွာတော့မနက်ခင်းတော့တော်တော်လေးဆိုတာပေါ့လေအဲ့တော့မြို့ပြရဲ့ဂျေးလက်လို့ပြောရမှာနော်မြို့ပြရဲ့ဂျေးလက်မြို့ပြင်ကိုထွက်ပြီးတော့ကျွန်တော်တို့စပိန်စီးကြတာပေါ့လမ်းမမြို့ပတ်လမ်းမြို့ချောင်းလမ်းလို့ပြောလို့ရတဲ့အဲ့ဒီလမ်းဘက်မှာကျွန်တော်တို့စပိန်စီးကြတယ်အဲ့မှာတွေ့တဲ့လမ်းဘေးကလမ်းတော့ကဆိုင်လေးပေါ့နော်ဓမင်းကျော်လေးနဲ့ဘဲဥရှင်လားကြက်ဥလားအဲ့ဒါလေးနဲ့စားပြီးတော့အဲ့မှာဘိုက်ဖြည့်တာပေါ့ဒီလိုပါပဲလှုပ်ရှားလေးတွေရှိနေတာရဲ့အခြားအကြောင်းအရာအမျိုးမျိုးတွေအကြောင်းစာအုပ်တွေလည်းလောလောဆယ်မပို့ဖြစ်ဘူးပေါ့နော်10လပိုင်းကုန်လောက်အထိအရှိနေရနားထားမဲ့အနေထားရှိတော့စပိန်လေးစိတ်လွတ်လက်လွတ်စီးလို့ရအောင်ဆိုပြီးတော့တရက်ထွက်လိုက်ကြနေ့တဝက်ပါပဲမနေ့စောစော6နာရီလောက်ကထွက်ပြီးတော့အိမ်ကိုတော့နေ့လေတနာရီခွဲလောက်ပြန်ရောက်ကြတာပေါ့လေအဲ့မှာဘိုက်စာနေတော့ဘိုက်စာတကယ်တော့စားတာဒုတိယအကြိမ်မြောက်မနေ့စာပေါ့7နာရီခွဲလောက်ရှိအဲ့လိုစပိန်စီးပြီဆိုရင်နားတဲ့နေရာရောက်တိုင်းကျွန်တော်တခုခုတော့စားလေရှိတွေ့တဲ့နေရာမှာစားတာပေါ့နော်လမ်းဘေးမှာရောင်းနေဘလို့ညာလို့အဲ့လိုမရှိဘူးအဲ့ဒီရောက်တဲ့နေရာလေးမှာရှိတဲ့ဟာလေးတွေဆိုင်လေးတွေဝင်စားလေရှိအဲ့ဆိုင်လေးတွေမှာဘသူတွေထိုင်ကြတယ်ဘာတွေပြောကြတယ်ဆိုတော့အခိုက်အတန့်ခဏတော့စကားလေးလည်းခိုးနားထောင်တာပေါ့ဗျာဒါပါပဲငါမြို့ပြင်မှာဆိုတော့လမ်းဘေးဝဲရမှာစပါးခင်းနေရှိတယ်ဒါရှိကတော့ဒါ9000နဲ့မြုံနေနဲ့ဦးလေးကြီးတယောက်ပေါ့လေအဲ့တော့အဲ့ဒီပတ်ဝန်းကျင်မှာဘာလေးတွေလောက်ကင်စားတောက်နေကြလဲဆိုတာမျိုးလေးတွေတော့မြင်ရတော့ပေါ့စပါးလေကွင်းတွေရှိတယ်အဲ့ဒီမှာဟိုငါးကန်တွေရှိတယ်ရေကန်တွေပေါ့ငါးမွေးတာတွေရှိတယ်အဲ့လိုမျိုးတွေလောက်ကင်စားတောက်နေကြတာရှိတယ်ငါးမွေးမယ်ဆိုရင်မွေးမြူရေးပေါ့ကြက်မွေးတာရှိတယ်ဘဲတွေမွေးထားတာရှိတယ်အဲ့လိုမျိုးလေးတွေမွေးမြူထားတာမျိုးရှိတယ်အဲ့ဒါနဲ့အဲ့လိုသွားရင်းကနေပြီးတော့လမ်းကဖြတ်သွားရင်းနဲ့တခါမှလည်းမသိပါဘူးအဲ့လိုလေးနေရာတစ်ခုကိုတွေ့တယ်ပေါ့ဗျာတာရပဲဘာလည်းမသိဘူးဆိုပြီးတော့လှမ်းကြည့်နေရောက်တော့မှဆိုင်းဘုတ်ကိုတွေ့တော့ဩဒါဟာအနားယူလို့ရတဲ့နေရာပဲဆိုပြီးတော့ဝင်လိုက်တော့ငါးကန်ဖြစ်တယ်အဲ့ဒီငါးကန်မှာကျွန်တော်တို့ဘာလို့ရလဲဆိုတော့ဒီနေ့ကိုအချိန်ပိုင်းနဲ့ပေါ့နော်ဒီနေ့ကိုအဲ့ဒီတဲကိုငွေကြေးပမာဏတစ်ခုနဲ့ကျွန်တော်တို့ငှားလို့ရတာပေါ့တနေ့လုံးရမယ်အဲ့ဒီမှာကိုစားတော့ဆရာယူလာလို့လည်းရတယ်သူတို့စီကအစားအသောက်ကိုယူပြီးတော့စားလို့လည်းရတယ်ပြီးတော့ဒီကန်တွေကငါးတွေကိုလည်းကျွန်တော်တို့မြားလို့ရပြန်တယ်တဲ့အဲ့တော့ကျွန်တော်တို့ကောက်ရိုက်သွားသလိုပါပဲငါးမြားတာသဘောကျတဲ့လူတွေကလည်းဒီကန်ကိုလာပြီးတော့ငါးမြားကြတယ်ပေါ့အဲ့ဒီကန်ထဲမှာတော့ငါးရှိတာပေါ့လေဒါပေမဲ့ရတဲ့ငါးကိုသူတို့တတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့သူတို့စီမှာပြန်ဝယ်ရတယ်တဲ့ဒါပေါ့လေအဲ့လိုမျိုးကတော့လှုပ်ထားရမှာပေါ့အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ကအဲ့ဒီရောက်တော့ဟိုအဲ့ဒီတဲလေးတွေကိုပတ်စံမပေးဘဲနဲ့ခဏလေးဆိုပြီးတော့ပြောခဲ့ကြတာပေါ့ဘာလို့လဲဆိုတော့ booking ယူထားတာ booking ကြိုယူထားရတယ်တဲ့အဲ့တော့တက်ရလေးတော့လှုပ်ထားပါတယ်အိမ်သားတွေလည်းကောင်းကောင်းမွန်မွန်ရှိရယ်ဒါကငါးကန်တွေပေါ့ပင်မကန်ကြီးရဲ့ဘေးနားကန်လေးရှိရယ်ဒါကသူတို့ရဲ့အိမ်သားပေါ့ toilet သွားတဲ့လမ်းကြောင်းလေးပဲဒါပေမဲ့အဲ့လမ်းကြောင်းလေးကကံပေါင်လေးကတစ်ချောက်သွားရတာဆိုတော့အေးလူတော့ရှိတယ်အေးလို့အဲ့ဒီနားလေးမှာထိုင်ပြီးတော့စာအုပ်လေးဖတ်ဖို့အင်မတန်ကောင်းတာကျွန်တော်အဲ့ဒီနေရာလေးမှာတနေ့လုံးထိုင်နေကြတာမျိုးပေါ့ကော်ဖီခွက်လေးကိုင်စလိတ်တောက်တဲ့လူကတော့စလိတ်တောက်ပေါ့ဗျာတမျိုးပေါ့ကိုကြိုက်တာကိုလုပ်ကြပါပဲကျွန်တော်တော့ကော်ဖီလေးတောက်စာအုပ်လေးဖတ်လင်းချင်းလေးခံပြီးတော့ထိုင်ကုန်လေးနဲ့ထိုင်နေကြတာမျိုးအဲ့ဒီခံစားမှုမျိုးကိုရဒါတနေ့တာမှာအဲ့လိုပဲနားတာပါပဲလှုပ်ရှားရှိရင်လှုပ်တယ်သွားစရာရှိရင်သွားလိုက်တယ်တဖြည်းဖြည်းနည်းနည်းလေးပြန်သိတာကဟိုလှုပ်ရှားရှိတာတွေတော့လှုပ်ရမှာပေါ့နော်အရှိနေအရရက်ကြောင်းအမျိုးမျိုးဖြစ်နေပေမဲ့ကိုလှုပ်ရှားရှိတာလည်းလှုပ်ရမယ်သူ
သူများအတွက်လှုပ်ရှားရှိရတယ်လှုပ်ရမယ်သူများအတွက်ကြီးပဲလဲလှုပ်ပေးနေလို့မဖြစ်သလိုကိုယ့်အတွက်ကြီးပဲလဲကိုလှုပ်နေလို့ကလည်းမဖြစ်ပြန်ဘူးအဲ့တော့အရှင်နေနဲ့အရှင်ခါရလိုက်ရောညီထွေဖြစ်အောင်နေရတာမျိုးလေးတွေရှိတယ်အဲ့လိုအနေအထားမျိုးလေးနဲ့နေရတာပေါ့လေနေပြီးတော့ကိုလည်းရှင်သန်အောင်ကိုယ့်ရဲ့ရှင်သန်မှုကလည်းခြားသူတွေတိတ်ထိခိုက်မှုနည်းအောင်ဖြစ်နိုင်ရင်ကင်းအောင်ဒါမှမဟုတ်ကိုယ်နေထိုင်မှုကပဲသူများတွေရဲ့ပို့လို့ရှင်သန်စေတဲ့အကြောင်းအရာဖြစ်အောင်တော့အားထုတ်ရတာပေါ့ဒါကတော့တွိုင်းလာရင်းနဲ့တွေ့တဲ့နေရာလေးကတာတောင့်တာယာရှိတယ်အပင်လေးတွေနဲ့စိမ့်ထင်းတူတူရှိတယ်တက်တက်ရရလေးရှိတော့ဒီလိုလေးလှုပ်ထားတာပေါ့အဲ့ဒီကနေပြန်ကြတော့နောက်တနေရာကိုထပ်ဝင်တာပေါ့လေဒါကလည်းလူတွေကြားထဲမှာနာမည်လည်းရှိတယ်သွားလို့ရှိရင်ထိုင်လို့လည်းကောင်းတယ်လက်ဆက်တဲ့နိုးအတွက်ပစ္စည်းတွေလည်းရပြီးတော့ပတ်ဝန်းကျင်လည်းလေကောင်းလေသန့်ရတဲ့နေရာတစ်ခုကိုကျွန်တော်တို့သွားတာပေါ့လေအဲ့ဒီနေရာလေးကလည်းနေလို့ကောင်းပါတယ်ဒါကလမ်းမကြီးဘေးကနေပြီးတော့ကျွန်တော်တို့ခွဲဝင်ကြတဲ့အခါဒီလိုစပိန်စီးလို့ကောင်းတဲ့လမ်းကြားလေးရှိတယ်ပြီးမှရေကန်တွေရှိတာပေါ့နော်ဒါပေမဲ့ဒီရေကန်တွေဆိုတော့တကယ်တော့ဒါတွေကငါးကန်တွေပါပဲငါးကန်တွေပေါ်မှာကျိုးတွေတားထားရတွေ့တယ်စားကတော့ဘာမှမသိဘူးပေါ့လေနောက်မှသတိထားမိတာကသူတို့ငါးကန်တွေကိုဝင်ပြီးငါးမြားကြမှာစိုးလို့တဲ့ဒီလိုလေးလှုပ်ထားကြတာပေါ့နော်အဲ့လိုလေးအဲ့တော့ねဟိုဘက်ကိုမရောက်ခင်မှာကျွန်တော်တို့ကဘာလေးကိုဖျက်ရလဲဆိုတော့နေရာလေးတစ်ခုပေါ့ဒါချောင်းလို့ပြောရမလားရေမြောင်းလို့ပြောရမလားအဲ့လိုပဲဆိုပါတော့မြောင်းတာတာချောင်းလို့ပဲဆိုကြပါတော့အဲ့ဒါလေးကိုဖျက်ပြီးတော့သွားတော့အဲ့တော့နေ့တစ်နေ့မှာပြီးရင်လောလောဆယ်ဘာမှလှုပ်เสียမလို့ဘူးနောက်မှအလုပ်မဖြစ်မနေလုပ်ရမယ့်ဟာမရှိဘူးလို့တိပြီးတော့နေရတဲ့အရာသာအင်မတန်ကောင်းတယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ကစိတ်ပူတယ်စိတ်တွေလောတယ်တခုခုအတွက်အရေးကြီးနေရတယ်အဲ့လိုအခြေအနေမျိုးကကျွန်တော်တို့တော်တော်ကြီးကိုစိတ်ပင်ပန်းစေအခုကတော့ဒီနေ့မှာဘယ်ကောင်မှစာအုပ်တွေလည်းမပို့ဘူးဒီရက်ပိုင်းလည်းထပ်နာအောင်မယ်ပေါ့နော်အခြေအနေရဖတ်တဲ့လူလည်းဖတ်နေကြပါစေကိုလည်းကိုယ့်ဟာကိုဘက်ကိုအချိန်လေးခဏပေးအောင်မယ်ဆိုတာမျိုးလေးနဲ့အနီးအနားလေးသွားဖြစ်တာလေးပေါ့ဒါကတော့ထိုင်လို့လည်းကောင်းတယ်ပတ်ဝန်းကျင်လည်းတန့်တယ်ဆူညံမှုရှိလားဆိုတော့တချင်းတွေတော့ဖွင့်ထားတော့နည်းနည်းလေးတော့အတန်တော့ဖြစ်နေတာပေါ့နော်ဒါပေမဲ့ဒါလည်းသူတို့ဘက်ကပေးတဲ့ဝန်ဆောင်မှုတစ်ခုလိုဖြစ်နေတော့လဲသူ့အရာတာနဲ့သူပါပဲဒီမှာလက်ဆက်တဲ့နွားနုနည်းနည်းပိုကြိုက်တယ်နောက်တစ်ခုကသူတို့စီကထုတ်တဲ့ဒင်းချင်းပေါ့အဲ့ဒါလေးကိုလည်းတော်တော်ကြိုက်တယ်လို့နဲ့ကျွန်တော်တို့အကြာကြီးတော့မနေနိုင်ဘူးနောက်မှလည်းနောက်ထပ်ချိန်ထားတဲ့လူတွေနောက်ထပ်တွေးဖို့ချိန်ထားတာရှိတော့ပြန်လာရင်းနဲ့ဒီဘိန်းကတော်တော်ကြာပြီဒီစပိန်စဆင်ကလေးက6နှစ်ပေါ့နော်အဲ့ဒီကလေးကထည့်ထားတဲ့တာယာနဲ့အထဲကကျွတ်ကဒါပထမဆုံးအချိန်ပေါက်တာပဲအဲ့ဒါဘာလို့ပေါက်တာလဲဆိုတော့သူဂျိုကြီးတဲ့ထိုးပြီးတော့ပေါက်သွားတဲ့အနေအထားမျိုးပေါ့နော်ဒါကတော့ဘလို့မှခြောက်လွဲလို့မရတဲ့အနေအထားမျိုးမှာပေါက်သွားခဲ့တာပေါ့အဲ့တော့အဲ့ဒီမှာသတိထားမိတာကပစ္စည်းလေးတွေကနည်းနည်းလေးအရေးအသွေးကောင်းတာသို့မဟုတ်တချို့သောအာမခံခြင်းရှိတဲ့ပစ္စည်းလေးတွေကိုသုံးတဲ့အခါကျတော့ကျွန်တော်တို့အတွက်စိတ်အနှောင့်အယှက်ကင်းတယ်ဆိုတာကိုနည်းနည်းနားလည်လာဒါဟာ6နှစ်ကြာပြီးမိုင်ထောင်ချီနင်းပြီးထားတော့မှပထမဆုံးပေါက်တဲ့ဒီ7ဘိန်းရဲ့ကျွတ်ပေါ့နော်အဲ့လိုပဲပြောမှာကျွန်တော်ကတော့7ဘိန်းနေဂျန်တဲ့ဘိန်းနေလည်းရှိသေးတော့ဒီ7ဘိန်းအနေနဲ့ပြောဒီ7ဘိန်းကမိုင်ထောင်ချီပြီးစီးထားပြီဒါပေမဲ့ဒါပထမဆုံးပေါက်တဲ့အနေအထားပဲအဲ့မဲ့ဖြစ်ရှင်တော့ကျွန်တော်နဲ့ပါလာတဲ့ကိုကသူ့မှာအားလုံးပါတယ်ကျွန်တော်တို့ဘာမှမထည့်တော့ဘာလို့လဲဆိုတော့သူပါလာရင်သူ့မှာပစ္စည်းတွေပါလာမယ်ဆိုတာသိတယ်အဲ့တော့မထည့်တော့အဲ့ကြောင့်ကို့မှာသွားရလာရတဲ့လူဟာစိတ်ချရတဲ့လူဖြစ်နေတယ်အမြဲတမ်းစိတ်အေးရတယ်အေးအေးဆေးဆေးရှိတယ်ပို့ပြီးတော့နေရကောင်းတယ်လို့ပဲပြောရမှာပေါ့အဲ့တော့သူပါလာတော့စိတ်ချရတယ်ကျွန်တော်တို့လေထိုးတယ်လည်းမထည့်တော့ဘူးဘာမှလည်းမထည့်ဘူးသူပါတယ်အေးဆေးသူပါရင်အားလုံးပစ္စည်းတွေအားလုံးပါတယ်ဆိုတော့အတွေ့နဲ့စိတ်အေးလက်အေးနေလို့ရတာပေါ့နော်အဲ့တော့ဒါတော့တာယာကောင်းကောင်းလေးအကြောင်းကိုပြောတာပါကိုဝယ်ပြီးသုံးပြုနိုင်တဲ့အနေထားတွေကနည်းနည်းလေးကောင်းတဲ့တာယာပေါ့နော်အဲ့ဒီတာယာလေးကောင်းလို့ပဲကျွတ်ကအကြာကြီးခံတာပေါ့အိမ်ပြန်ရောက်တော့အဲ့ဒီမှာမပြီးသေးဘူးဇလန်ကအိမ်မှာစပိန်နေကျွန်တော်စပိန်နေရောသူတို့စပိန်နေရောအားလုံးပေါင်းလိုက်တော့စပိန်နေတော်တော်များတယ်ပြီးတော့အိမ်မှာအဖွဲလိုက်ဆုံကြပြီးတော့ဆေးဖြည့်စရာရှိနေတဲ့ကျွန်တော်ဘော်ရာတယောက်ကအိမ်ရောက်လာပြီးတော့အဲ့ဒီမှာထပ်ပြီးတော့ဆေးဖြည့်ကြတော့ဒါပါပဲကျွန်တော်ရဲ့အဲ့ဒီနေ့တနေ့တာအနေအထားလေးကိုပြန်လည်ပြီးတော့မျှဝေတော့ပါစိတ်ချမ်းသာကိုယ်ကျန်းမာရှိပါသေးဗျာ